မဲချာကိုပေါင်တန်း40နဲ့ခေါ်ယူဖို့မျက်စိကျနေတဲ့မယ်ယူအသင်းမင်္ဂလာပါပိတ်တကြီးမယ်ယူအသင်းကတော့ကောင်းမွန်အသင်းကွင်းလည်လူမဲချာကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ဂျာမန်သတင်းတွေကဖော်ပြနေကြပါတယ်။အသက်24နှစ်ပဲရှိသေးတဲ့မဲချာကိုမယ်ယူနီးပြအာမော်ရင်ကစိတ်ဝင်စားနေပြီးသူ့ရဲ့ကွင်းလည်ကိုတောင်တိတ်အောင်လုပ်ဖို့စိတ်ဝင်စားနေပါတယ်။တကယ်တော့မဲချာဟာမန်စီးတီးအသင်းအကယ်ဒမီထွက်ကစားသမားတအူပါ။မန်စီးတီးအသင်းအတွက်ပွဲဥထွက်ကို2019ခုနှစ်ကဘာတန်အသင်းနဲ့ကာရာဘောင်ဖလားပွဲမှာပါဝင်ကစားခဲ့ပါတယ်။မဲဂျာဟာ2ပွဲလောက်ပဲကစားပြီး2021ခုနှစ်မှာပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့အသင်းကနေထွက်ခွာခဲ့ပြီးဘူဘက်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ဘူဘက်အသင်းမှာ200တိလောက်ကစားပြီးဘုံမော်အသင်းကိုရောက်လာတာပဲဖြစ်ပါတယ်။ဘုံမော်အသင်းဟာဒီရာသီမှာ UEFA ချန်ပီယံလိဝင်ခွင့်ကိုမရခဲ့ရင်မယ်ယူအသင်းဟာမဲချာကိုခေါ်ယူဖို့ပုံမလွယ်ကူသွားမှာပဲဖြစ်ပါတယ်။ဘုံမော်အသင်းကလည်း UEFA ချန်ပီယံလိသာမဝင်ခဲ့ရင်သူ့ရဲ့အဓိကကစားသမားအချို့ကိုလက်လို့ရမှာပဲဖြစ်ပါတယ်။ဘုံမော်အသင်းကလည်းသူတို့ကစားသမားမဲချာအတွက်ပေါင်တန်း40ဟာလုံလောက်တဲ့ငွေကြေးပမာဏလို့သတ်မှတ်ထားပါတယ်။မယ်ယူအသင်းကလည်းဘဏ္ဍာရေးပြဿနာများကိုရင်ဆိုင်နေရလို့သူတို့အတွက်တန်40ဟာနည်းပါးတဲ့ပမာဏတော့မဟုတ်ပြန်ပါဘူး။မဲချာဟာဒီရာသီမှာ3ဂိုးသွင်းယူထားပြီး2ဂိုးဖန်တီးထားပါတယ်။ဘုံမော်အသင်းကဒီရာသီမှာရုန်းကန်နေရပေမဲ့မဲချာကတော့တောက်ပနေစေပါ။မာကျောတဲ့ကစားပုံတွေရန်မောင်းကမြက်မားပြီးကောင်းမွန်တဲ့ဖြတ်ထုတ်နိုင်စွမ်းလျင်မြန်တဲ့ပြေးလွှားမှုတွေပြင်းထန်တဲ့ကန်ချက်တွေကသူ့ရဲ့ကောင်းမွန်တဲ့ရည်သွေးတွေပါပဲ။အဲ့လိုအချက်တွေကြောင့်မယ်ယူအသင်းဟာမဲချာကိုခေါ်ယူဖို့စိတ်ဝင်စားနေရပဲဖြစ်ပါတယ်။မဲချာသာမယ်ယူအသင်းကိုပြောင်းလာခဲ့ရင်တော့မယ်ယူအသင်းပိတ်သက်တွေရဲ့အားပေးခြင်းကိုခံရမှာဖြစ်ပြီးမဲချာကိုယ်တိုင်ကလည်းမယ်ယူအသင်းတကယ်လိုအပ်နေတဲ့ကစားသမားပဲဖြစ်ပါတယ်။မယ်ယူအသင်းကလည်းပြီးခဲ့တဲ့ဆောင်းရာသီပြောင်းရွှေ့မှာ Patrick Dorgu နဲ့ Eden Hazard တို့နှစ်ဦးကိုပဲခေါ်ယူခဲ့လို့မယ်ယူအသင်းဟာအခုလာမယ့်နွေရာသီပြောင်းရွှေ့မှာကစားသမားသစ်တွေကိုဝယ်ယူရမယ်ဆိုတာကိုနားလည်ထားပြီးဖြစ်ပါတယ်။မယ်ယူအသင်းဟာဘဏ္ဍာရေးပြဿနာရှုပ်ထွေးတွေကြားမှာပေါင်2ဘီလီယံတန်ကြေးရှိတဲ့ကွင်းသစ်ကိုဆောက်လုပ်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့လည်းမယ်ယူအသင်းကထိပ်တန်းတိုက်စစ်မှူးတစ်ယောက်နဲ့ကွင်းလယ်ကစားသမားတစ်ယောက်တော့သေချာပေါက်ခေါ်ယူမယ်လို့သိရပါတယ်။